တစ္ဆာအာမန်အသင်းမှာပဲဆက်ရှိဖို့များနေတဲ့မင်းမော်ဦးပြီးခဲ့တဲ့ရာသီကတစ္ဆာအာမန်အသင်းအတွက်ကောင်းဆုံးပုံစံတစ်ခုကိုပြသထားတဲ့မင်းမော်ဦးကလာမယ့်ရာသီအတွက်လည်းတခြားကလပ်အသင်းတချို့ကနေကမ်းလှမ်းမှုတွေရရှိထားပေမဲ့သူ့ရဲ့မိခင်ကလပ်အသင်းဖြစ်တဲ့တစ္ဆာအာမန်အသင်းမှာပဲဆက်ရှိဖို့အခြေအနေတွေကပုံမနီးစပ်နေလဲရှိတယ်လို့သိရှိရပါတယ်တစ္ဆာအာမန်အသင်းနဲ့ပရိုကစမပွားကိုစတင်နိုင်ခဲ့တဲ့မင်းမော်ဦးကပြီးခဲ့တဲ့ရာသီကပြသခဲ့တဲ့သူ့ရဲ့ခြေစွမ်းပိုင်းနေရာပြည်သက်တွေရဲ့အားပေးမှုကိုရရှိခဲ့တယ်လို့လက်ရှိချိန်မှာမြန်မာ National League ကလပ်အသင်းတချို့ရဲ့ကမ်းလှမ်းမှုကိုပါရရှိထားခဲ့ပါတယ်။အခုနှစ်ဘောလုံးရာသီမှာမင်းမော်ဦးကိုရန်ကုန်မြို့ကအသင်းတွေဖြစ်ကြတဲ့ရန်ကုန် United အသင်းနဲ့ရန်ကုန် City အသင်းတို့ကအပြိုင်ကမ်းလှမ်းမှုတွေရှိခဲ့တယ်လို့ရန်ကုန် City အသင်းဆိုရင်လည်းမြန်မာတဲ့ပြောင်းရွှေ့ခြင်းနဲ့မင်းမော်ဦးကိုခေါ်ယူနိုင်ဖို့အတွက်ညှိနှိုင်းဆောင်ရွက်မှုတွေကိုပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဒါပေမဲ့လည်းမင်းမော်ဦးရဲ့မိခင်ကလပ်အသင်းဖြစ်တဲ့တစ္ဆာအာမန်အသင်းကမင်းမော်ဦးလိုအားထားရတဲ့လူငယ်ကစားသမားမျိုးကိုမဆုံးရှုံးရစေဖို့အတွက်ထပ်ခွာခွင့်မပြုဘူးလို့သတင်းတွေထွက်ပေါ်လာတာကြောင့်အခုရာသီမှာလည်းမင်းမော်ဦးတယောက်ဘယ်ကလပ်အသင်းကိုမှပြောင်းရွှေ့ခြင်းမရှိဘဲတစ္ဆာအာမန်အသင်းမှာပဲဆက်ရှိနေဖို့ကအခြေအနေတွေကပုံမနီးစပ်နေခဲ့ပြီဖြစ်ပါတယ်အသက်25နှစ်အရွယ်မင်းမော်ဦးကဘောလုံးစကေးကောင်းမွန်တဲ့ဘယ်တောင်မှန်ကစားသမားတဦးဖြစ်ပြီးတော့သူ့ရဲ့တန်ကြီးဟာယူရို1သိန်းထိပေါက်ကြီးရှိတယ်လို့ကစားသမားပြောင်းရွှေ့တွေကိုဖော်ပြနေလဲရှိတဲ့ transfer market ကဖော်ပြချက်တွေရသိရှိရပါတယ်။မင်းမော်ဦးဟာတစ္ဆာအာမန်အသင်းနဲ့ပြိုင်ပွဲပေါင်းစုံ36ပွဲကစားထားပြီးသွင်းဂိုး12ဂိုးဂိုးဖန်တီးမှု17ကြိမ်ပြုလုပ်ထားပြီးတစ္ဆာအာမန်အသင်းရဲ့အဓိကကစားသမားတဦးဖြစ်ရပ်တည်နေလဲရှိတာကြောင့်တစ္ဆာအာမန်အသင်းအနေနဲ့လည်းမင်းမော်ဦးတို့လူငယ်ကစားသမားမျိုးကိုအလွတ်တကူလက်မလွတ်တာကလည်းဖြစ်တဲ့ပါတယ်။အနာဂတ်ကာလမှာတိုက်စစ်မှုအောင်သူလိုမျိုးမြန်မာဘောလုံးလောကအတွက်မရှိမဖြစ်ကစားသမားတဦးဖြစ်လာနိုင်ခြေရှိတယ်လို့ထင်ကြေးပေးခံခြင်းခံခဲ့ရမှုတဲ့မင်းမော်ဦးဟာအသက်19နှစ်အရွယ်နဲ့မြန်မာလေရွေးစင်တင်ကြီးအတွက်ရွေးချယ်ခြင်းခံထားရတဲ့ကစားသမားတဦးဖြစ်ခဲ့ပြီးတော့လက်ရှိချိန်မှာလည်းမြန်မာလေရွေးစင်တင်ရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာပူးပေါင်းနေလဲရှိပြီးလာမယ့်ဇွန်လအတွင်းမှာရှင်ပြိုင်ကစားမယ်ဖိလစ်ပိုင်ဖိတ်ခေါ်ပလာပြိုင်ပွဲအတွက်လည်းမြန်မာတင်ရဲ့ပနာမလူစင်းမှာရွေးချယ်ခြင်းကိုခံထားရပါတယ်။